ဘယ်ရလဲမင်းတို့ဘယ်ရဘယ်ရလဲဘယ်မှနေတာလဲဘယ်ရ ဒီလိုတော့စား ဟမ် ဘာလဲရ ဟာလေရဘယ်နေမပြီ ဥပါစီပတ်စရီဒီလက်ဒီကိုကလေး အေးလေ သူတို့ပဲလားမျိုးတွေလားမင်းတို့ပါလဲ ကလေးတွေပါလေဆိုလို့ မင်းတို့ဖေးပါလို့လဲ ဟာ လုံးလုံး ဖေးပါလို့တာလေ ဝင်းပြရလုံး ဟမ်မေးရ ရအိမ် ဟာ မင်း ဘုံမျိုးဒါလည်းပဲရ ဆက်ပြပြန်ပြီးတတိယပဲပြန်ပြော အဲ့မင်းတို့အဲ့ကရ အကောက် အေး အကောက်အကောက်အကောက်အဲ့ကောက် ဒီနေ့ကိုကောက်နေရလားဒီညနေမှကောက်တာ ဟာ အဲ့ကောက် ဘယ်လောက်ရပါကျန် ဒီလိုညာတော့ ပတ်သက်ဘယ်လောက်ရပါ အော်အဲ့ဖချူဒီအော်ဒီတော့ရတဲ့ဝန်ကောက်ဒီမစားရမစားရဝယ်စားချော သမင်းဝယ်စား1000ကုန်ပါတယ် အာ ဘယ်နှစ်ယောက်ကို1000ကုန်လား တော့ ယောက်ကို1000ကုန်လားလား3ယောက်ကို1000ကုန်လားလား တော့ရောက် 3ယောက်1000နဲ့သမင်းစားလို့ရတယ်ဘယ်လောက်ဘိုးဆိုစီစားဟမ် ညငါ ညစားတာဩ အဲ့လိုညာတာ ဟမ်ဟိုနေ့ပေးခဲ့မယ် ဝါရနော်ဝါရ မင်းတို့ဆန်ပေးလိုက်မယ်နော်အမေကချက်စားလား ချားတယ် ဩစားတယ် မင်းချက်တယ်လားမင်းချက်တယ်မင်းချက်တယ်ပေးလိုက်သလားနိုင်လိုက်ဆိုင်ဟောနိုင်လေဟုတ်ဆိုင် တိလားဒီကိုရွေးတိလားဟမ်တိလား တင်း အောင် တင်း ခန့်ပိုင်းအောင်ခန့်ပိုင်းမတိအောင်ဟာပြောတယ်အောင်ခန့်ပိုင်းတိလား ဟုတ်လို့ အေးလေ တင်းတယ်လောက်လိုက်ကောမတင်းလည်းမတင်းလောက်လိုက်ကောအဲ့ဒါဆိုင်ရတာရ ဟာဒါရွှေပြည်သာမျိုးဟာပိုးဘူး ဆိုမတာ အေးရောက် ဆိုမတာ နော်ရောရော ဆိုမတာရှိပြီးသားဒါတော့ နော်ဒါကြီးမနိုင်ရလူလာတဲ့စီ ဒါ ဘူး ကြီးမနာစီဘူး နော်ဒါဆက်ရဘူး ဆက်ပြဘူး ညီကိုရင်နော်တူတူပဲတိန်နေနေတာအေးပြီးရောဒါကိုစိုးမင်းတဲ့ဘုံ9000နော်3ယောက်ကောက်မျှယူကြနော် ဟုတ်တာ ဒါအိမ်ရောက်ချက်စားလို့ရတယ်နော်ပြီးရောသွားပြီတက်တာတက်တာ ဒီလိုတော့ဒီပြောတော့စားပြီ ဒီလေးဆုံးတော့